ကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာဒါမှမဟုတ်လုပ်ငန်းခွင်မှာစကားတွေအများကြီးပြောနေမိပေမဲ့တစ်ဖက်လူကကိုယ်စကားကိုစိတ်မဝင်စားတာဒါမှမဟုတ်ကိုဖြစ်ရှင်တဲ့အတိုင်းဖြစ်မလာတာမျိုးတွေကြုံမှုကြမှာပါကျွန်တော်တို့တော်တော်များများဟာစကားများများပြောနိုင်မှလူတွေကိုလွှမ်းမိုးနိုင်ကြမယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့အခုခေတ်မှာလူတွေရဲ့အာရုံစူးစိုက်နေစွမ်းကအရန်ကိုတိုးတောင်းလာကြပါတယ်စကားများများပြောလေလေလူတွေကကိုယ့်ကိုယ်အာရုံပိတ်ထားလေလေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကိုနီတန်ခန့်ရဲ့ Topless ဆေးမိုးဆိုတဲ့စာအုပ်ကိုအနှစ်ချုပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာစကားကိုနည်းနည်းပဲပြောပေမဲ့တစ်ဖက်လူရဲ့နှလုံးသားထဲကိုရောက်သွားစေမဲ့ကိုဖြစ်စေချင်တာတွေကိုလူတွေကလက်ခံလာစေမဲ့အလေးအထား၃ခုအကြောင်းကိုပြပြပေးထားပါတယ်။ဒီအလေးအထား၃ခုကိုကျင့်သုံးခြင်းအပြင်သင်ဟာစကားပြောဆိုရမှာပုံမူပြီးထိရောက်တဲ့သူပုံမူပြီးလွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ကျွန်တော်နဲ့အတူတူအဆုံးထိနားထောင်ကြည့်လိုက်ရအောင်ပါ။အကျဉ်း1 connect နှလုံးသားချင်းအရင်ချိတ်ဆက်ပါပထမဆုံးအကျင့်ကတော့ connect သို့မဟုတ်ချိတ်ဆက်ခြင်းပါပဲလူတွေဟာသူတို့နဲ့မချိတ်ဆက်မိတဲ့သူသို့မဟုတ်သူတို့ကိုဂရုမစိုက်တဲ့သူတွေရဲ့စကားကိုဘယ်တော့မှအာရုံစိုက်ပြီးနားထောင်လေးမရှိကြပါဘူးဒါကြောင့်စကားမပြောခင်မှာတစ်ဖက်လူနဲ့အရင်ဆုံးဘယ်လိုချိတ်ဆက်ကြမလဲပထမဆုံးအချက်ကတိတ်ဆိတ်ခြင်းပါလူအများစုကကိုပြောမယ့်စကားတွေကိုပဲခေါင်းထဲမှာအစီအစဉ်ဆွဲနေတတ်ကြပြီးတစ်ဖက်လူပြောတာကိုတေချာနားမထောင်တတ်ကြပါဘူးအကောင်းဆုံးချိတ်ဆက်မှုကတော့တစ်ဖက်လူစကားပြောနေချိန်မှာအတွေးတွေကိုရက်ပြီးသူဘာလိုအပ်နေလဲဆိုတာကိုပဲနှလုံးသားနဲ့နားထောင်ပေးခြင်းဖြစ်ပါတယ်ဒုတိယအချက်တစ်ဖက်လူရဲ့စိတ်ဝင်စားမှုကိုရှေ့တန်းတင်ပါကိုယ့်အကြောင်းကိုဖြစ်ရှင်တာတွေကိုပဲစွတ်မပြောပါနဲ့ဒီစကားကိုပြောခြင်းအပြင်တစ်ဖက်လူအတွက်ဘာအကျိုးကျေးဇူးရှိမလဲဆိုတာကိုပဲအရင်စဉ်းစားပြီးမှပြောပါတစ်ဖက်လူကအော်ဒီလူကငါအကျိုးအတွက်ပြောနေတာပဲဆိုပြီးခံစားလာရတဲ့အခါသူတို့ရဲ့စိတ်တကားဟာတင့်အတွက်အလိုလိုပွင့်လာပါလိမ့်မယ်အကျင့်နှစ် conveys လူရင်းတူရှင်းကိုထီထီမိမိပေးပို့ပါတစ်ဖက်လူနဲ့စိတ်ချင်းချိတ်ဆက်မိပြီဆိုရင်တော့ဒုတိယအဆင့်က conveys သို့မဟုတ်သတင်းစကားပေးပို့ခြင်းဖြစ်ပါတယ်ဒီနေရာမှာစကားကိုနည်းနည်းပဲပြောမှုစတင်လို့ရပါပြီလူတော်တော်များများဟာစကားပြောရင်လူရင်းကိုမရောက်ပဲရေပက်မုံဝင်လှည့်ပက်ပြောတတ်ကြပါတယ်အဲ့ဒီအခါမှာနားထောင်သူဟာခေါင်းမူပြီးဘာကိုဆိုလိုမှန်းတောင်မသိတော့ပါဘူးစာအုပ်ထဲမှာလူရင်းတူရှင်ဖြစ်စေမဲ့နီလန်းတွေနဲ့လမ်းညွှန်ထားပါသေးတယ်စာသားတွေကိုအစီချပါကိုပြောမဲ့အကြောင်းအရာကိုကလေးတစ်ယောက်တောင်နားလည်နိုင်စွမ်းရှိတဲ့ရိုးရှင်းတဲ့စကားလုံးတွေနဲ့ပဲပြောပါခက်ခဲတဲ့စကားလုံးကြီးတွေလိုအပ်တာထက်ပိုနေတဲ့စကားပလင်ခန်းတာတွေကိုအကုန်ဖြတ်ထုတ်ပြလိုက်ပါပုံရိပ်တွေကိုသုံးပါစကားတက်တက်ပဲပြောနေမဲ့အစားဇလန်းတိုလေးတွေသို့မဟုတ်မြင်သာထင်သာရှိစေမဲ့ဥပမာပုံရိပ်တွေကိုသုံးပြီးပြောပါလူသားတို့ရဲ့အုံနောက်ဟာစကားလုံးတွေထက်ပုံရိပ်တွေဇလန်းတွေကိုပို့ပြီးမှတ်မိလွယ်ပို့ပြီးနားလည်လွယ်လို့ပဲဖြစ်ပါတယ်အကျင့်3 convince လက်ခံယုံကြည်လာအောင်စီယုံပါနောက်ဆုံးတတိယအကျင့်ကတော့စီယုံသိမ်းသွင်းခြင်းဖြစ်ပါတယ်စကားတွေလည်းကောင်းကောင်းပြောပြီးတစ်ဖက်လူလည်းနားလည်သွားပြီးဒါပေမဲ့သူတို့ဘက်ကဘာမှထူးခြားမလာဘူးဆိုရင်တော့အဲ့ဒီဆက်သွယ်ပြောဆိုမှုကမအောင်မြင်သေးပါဘူးကိုပြောလိုက်တဲ့စကားကြောင့်တစ်ဖက်လူကတခုခုလက်တွေ့လှုပ်ဆောင်လာနိုင်အောင်လုပ်နိုင်မှသာလျှင်တကယ်လွှမ်းမိုးမှုဆိုတာရှိတာဖြစ်ပါတယ်လူတွေလက်ခံလာအောင်စီယုံတဲ့နေရာမှာအရေးကြီးဆုံးက action လှုပ်ဆောင်ချက်ကိုညွှန်ပြဖို့ပါပဲစကားပြီးဆုံးသွားတဲ့အခါမှာကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ပလန်ကဒီကနေစရအောင်ဆိုပြီးရှေ့ဆက်ရမယ့်လမ်းကြောင်းကိုတိတိကျကျချပြပါတစ်ဖက်လူကညှင်းဆန်မှုတွေဝေဖန်မှုတွေရှိလာရင်လည်းစိတ်မဆိုးပါနဲ့သူတို့ရဲ့စိုးရိမ်ပူပန်မှုကိုနားလည်ပြီးဒီအချက်ကြောင့်စိုးရိမ်နေရလားဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုဖြေရှင်းလို့ရပါတယ်ဆိုပြီးအဖြေကိုပဲအတူတကွပူပေါင်းရှာဖွေပါသူတို့ကိုအနိုင်ယူဖို့မကြိုးစားပါနဲ့စကားဖြတ်မပြောပါနဲ့စကားလူမပြောပါနဲ့သူတို့နဲ့အတူတူပူပေါင်းဆောင်ရွက်ဖို့ပဲကြိုးစားပါဒီနေ့မှာတော့ Tony Duncan ရဲ့ Top Left ဆေးမိုးစာအုပ်ထဲကနေကျွန်တော်တို့ရရှိလိုက်တဲ့အဓိကသင်ခန်းစာကတော့ဆက်သွယ်ပြောဆိုမှုမှာအဓိကကျတာဟာကိုကဘက်လောက်အများကြီးပြောနိုင်လဲဆိုတာတဲ့တစ်ဖက်လူရဲ့နှလုံးသားထဲကိုပြောချင်တဲ့အနှစ်သာရဘယ်လောက်ရောက်သွားလဲဆိုတာပဲဖြစ်ပါတယ်စကားကိုနည်းနည်းပဲပြောပါဒါပေမဲ့အဲ့ဒီပြောလိုက်တဲ့စကားလုံးတိုင်းမှာစေတနာတွေလူရင်းတူရှင်းရှိမှုနဲ့လေးနက်မှုတွေပါဝင်ပါစေဒါဆိုရင်မိတ်ဆွေဟာဘယ်နေရာကိုပဲသွားလူချစ်လူခင်ပေါ်များပြီးအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာမှသိကြပါတယ်The Essence Bar ကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်အခုလိုဘဝအတွက်နှစ်သာရရှိစေမယ့်စာအုပ်တွေကိုပဲအမြဲတင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးလို့ရပါတယ်အားလုံးပဲတာယာသောနေ့လေးတွေပိုင်ဆိုင်နိုင်ကြပါစေ